ဒီဟာကြတော့ကျွန်တော်တို့တရင်ဌာနချုပ်ပေါ့နော်စစ်ကောင်စီရဲ့နောက်တန်းတရင်ဌာနချုပ်ကြီးအဲ့ဒါကိုကျွန်တော်ရင်းတပ်ဖွဲ့တွေကဝင်ကျုံးတာနောက်ထပ်မိုက်တဲ့ဟာတစ်ခုကအဲ့ဒါလုံးဝ PDF only PDF တပ်ဖွဲ့တွေကြီးပဲဝင်ကျုံးတဲ့တိုက်ပွဲအောင်မြင်မှုပေါ့နော်ပြီးတော့ဒါမဲ့အဲ့ဒါကလည်းEAO မပါလို့ဘာလို့ဆိုတဲ့ဟာမျိုးပြောမှာဆိုလို့တခါလေးပြောရရင်ဒါဥဆောင်မှုတမင်ပေးတာပေါ့နော်တပ်ဖွဲ့တွေကိုကနေကိုတကယ်လုံနိုင်တဲ့ရေချင်းပြေးသွားတဲ့သူတွေဖြစ်နေပြီအစင်းသင်းဖြစ်နေပြီဆိုတဲ့ဟာမျိုးသိအောင်လို့ဒါမျိုးပုံစံမျိုးတမင်ဥဆောင်ဝင်ပေးတာမျိုးဆိုပြီးတော့လည်းသိရတယ်ဒါကျွန်တော်ဒီဘက်ဒါ EAO ဘက်ကအကြီးပိုင်းကောင်းဆောင်တယောက်နဲ့ဒါပြောရတဲ့ခါမှာဒီလိုရည်ရွယ်ချက်လေးရှိတယ်ဆိုတာကိုလည်းသိရတယ်ပေါ့နော်အဲ့ဒါလည်းတကယ်မိုက်တယ်တပ်ဖွဲ့တွေအတွက်ကခုငါတို့ဒါမျိုးတွေလုံနိုင်နေပြီဆိုတော့စိတ်ကြီးပေါ့နော်နောက်တိုက်ပွဲတွေအတွက်ကိုအစားဒါတကယ်စိတ်ခွန်အားကြီးပေးလိုက်တာ ਨੇ အတူတူပဲပေါ့နော်ဒါပေမဲ့စီစဉ်တဲ့ပုံစံမျိုးတွေစီရေးကြံကြံပေးတာမျိုးတွေကတော့ရှိတာပေါ့လေနော်ဒါပေမဲ့ခုနလိုတိုက်ခိုက်ရေးတိုက်ပွဲဝင်တဲ့ခါမှာတော့လုံးဝကျွန်တော်မျှော်လင့်နေတဲ့အတိုင်းကြီးဖြစ်လာပြီပေါ့နော်